ခင်လေးစားပါသောအစ္စလာမ်မိဘပြည်သူညီကိုမောင်နှမအပေါင်းတို့ခင်ဗျာအစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုလ္လာဟီဝဘရကာတူဒီနေ့ကျွန်တော်တို့ရောက်ရှိနေတဲ့တရဂါကတော့ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်တစ်စိတ်ကုန်းရပ်ကွက်မှာတည်ရှိတဲ့အပူခိုင်ဘကတာဒီဂျလာလီတခင်ကြီးရဲ့တရဂါတော်ကိုရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျာဟာဂျီအစ္စလာမ်အလိုင်ကွမ်ဝါလီကွမ်ဆလာဝါရဟ်မတုလ္လာဟီဝဘရကာတူဟာဂျီကူဒီတစ်စိတ်ကုန်းတရဂါတော်မှာဟာဂျီဘာတာဝန်ယူထားရလဲဟာဂျီဆလာကျွန်တော်ကတော့ဒီတစ်စိတ်ကုန်းတရဂါမှာအတူရမှုတောင်းကိုကျွန်တော်ယူထားပါတယ်ဟာဂျီကူဒီတစ်စိတ်ကုန်းဥရုအခမ်းအနားကြီးကိုဘယ်နှစ်ရက်လောက်လုပ်မယ်လို့ညွှန်မှန်းတာဆလာကျွန်တော်တို့3ရက်ပေါ့နော်12ရက်နေ့ရယ်13ရက်နေ့ရယ်14ရက်နေ့ကျွန်တော်တို့အစီအစဉ်ဟာဂျီ12ရက်2လ2026ကြာသပတေးနေ့မှာဆိုရင်ဘာအစီအစဉ်တွေရှိမလား12ရက်2လ2026မှာဆိုလို့ရှိရင်တာဟာရကက်အစီအစဉ်ရှိပါတယ်ဟာဂျီ73ရက်နေ့ကြာတော့73ရက်နေ့ကြာလို့ရှိရင်ကျွန်တော်တို့တောက်ကြနေကိုမနက်9:00နာရီခွဲမှာခတ်တိုင်းအစီအစဉ်ရှိပါတယ်ခတ်တန်းပြီးသွားရင်ကျွန်တော်မကြလေးဝိုင်းကျွန်တော်တို့စီစဉ်ထားပါတယ်အဲ့ဒါပြီးသွားတဲ့အခမ်းအနားချင်းကျွန်တော်ဂျမားရဲ့ဆော်လောက်ကိုဖတ်မယ်ဂျမားပြီးသွားရင်ကျွန်တော်တို့တပရိုထမင်းခမ်းနားအစီအစဉ်ရှိပါတယ်အဲ့ဒါပြီးသွားတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့နတ်တာစန္ဒအိုးဖြော်မယ်ပြီးပြီးကျွန်တော်တို့အလံတင်ဆက်မဲ့ကိစ္စဆင်ပြီးတော့အလံလှည့်လည်ပြီးတော့အဆာနမတ်ပြီးမှာကျွန်တော်အလံတင်မှာဖြစ်ပါတယ်ဟာဂျီတရားပွဲအစီအစဉ်ကြတော့တရားပွဲရတော့ကျွန်တော်တို့အဲ့နေ့ညကိုကျွန်တော်တို့ဆရာနှစ်ပါးကျွန်တော်တို့ဆင်ထားပါတယ်အဲ့အီရှာပြီးသွားလို့ရှိရင်တရားပွဲဆင်ရှိတယ်ည10:00နာရီကနေမနက်4:00နာရီထိကိုကျွလျာကွာဝါလီကျွန်တော်တို့မနက်ထီကိုတင်ဆက်ထားပါတယ်မာရှာလာအရန်ကောင်းတဲ့အစီအစဉ်တွေပဲဒီနှစ်ကတော့နော်ဟာဒီဒါဆို14ရက်2လ2026စနေနေ့ရဲ့အစီအစဉ်လေးတွေနည်းနည်းလောက်တင်ပြပါအင်ရှာလာ14ရက်နေ့မနက်ဆိုလို့ရှိရင်ကျွန်တော်တို့မနက်ပိုင်း9:00နာရီလောက်ကိုကျွန်တော်တို့မကြလစ်ဝိုင်းအစီအစဉ်ထားရပါတယ်ပြီးအဲ့ဒါအခမ်းအနားပြီးသွားလို့ရှိရင်ကျွန်တော်တို့တပရိုထမင်းအခမ်းအနားအစီအစဉ်ရှိပါတယ်ကျွန်တော်အဲ့အခမ်းအနားပြီးသွားလို့ရှိရင်ညနေရောက်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့အီရှာပြီးဆောလတ်ပြီးကြလို့ရှိရင်ကျွန်တော်တို့ဆရာဇိုင်နူးရဲ့တရားဟောအစီအစဉ်ရှိပါတယ်အဲ့ဒီအခါပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့ကာဝါလီရဲ့ဆာမနက်4:00နာရီရှိပါတယ်အဲ့10:00နာရီပြားနေပြီးတော့ကျွန်တော်တို့စန္ဒလှက်ပွဲအစီအစဉ်ထားပါပါတယ်အာဂျီဒီ14ရက်နေ့မှာဆရာနှစ်ပါးဟောမယ်လို့သိတာဟုတ်တယ်ဆရာနှစ်ပါးနောက်တစ်ပါးကြတော့ဆရာနှစ်ပါးဆရာဆောင်ဖြစ်ပါတယ်ဆရာဆောင်တယ်နော်အာဂျီခုကျွန်တော်ဒီလာရောက်မဲ့ဒီပရိသတ်တွေဧည့်သည်တွေအတွက်နေရာထိုင်ခင်းညအိမ်မဲ့အစီအစဉ်တွေဘယ်လိုများအစီအစဉ်ထားပေးလဲအင်ရှာလာညအိမ်မဲ့အစီအစဉ်တော့ကျွန်တော်တို့ဘေးမှာအဆောင်တွေကျွန်တော်ဆင်ဆင်ထားပါတယ်အဆောင်တွေရပြီးတော့ဧည့်သည်ကဏ္ဍကိုလည်းကျွန်တော်တို့ရုံးမှာ full ကျွန်တော်လုပ်ထားပါတယ်ကျွန်တော်တို့တရဂါပရဝိုင်းမှာပဲအားလုံးနေပြီးတော့ဒီတရဂါရဲ့တတိကာတွေရုပ်ဖတ်ပြီးတော့ကျွန်တော်တို့အစီအစဉ်တွေအားလုံးဆွဲထားပါတယ်ဒီနေ့ကကျွန်တော်တို့ကြားသိရတာကတော့ဒီစန္ဒရညမှာအဖွဲမြောင်များစွာခေါ်ထားတယ်ဆိုပြီးတော့အခုတည်းကသတင်းတွေထွက်နေအခုရန်ကုန်မှာဆိုတဲ့သတင်းတွေအစုံကြားနေရတယ်အဖွဲတွေအများကြီးခေါ်ထားတယ်တစ်စိတ်ကောင်ကဒီနှစ်အရန်ကိုစီကောင်းအောင်လုံးမယ်ဆိုပြီးကြားရတယ်အဲ့တော့အဖွဲတွေတော်တော်များများခေါ်ထားတဲ့ဟာလေးနည်းနည်းတော့ရှင်းပြပေးအင်ရှာလာကျွန်တော်တို့အရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့တတိကာတွေကိုကျွန်တော်တို့ထဲထဲဝဲဝဲမသိတဲ့အပေါ်မှာကျွန်တော်တို့ Urus ကအခမ်းအနားကိုဒီတပ်အဖွဲ့တွေကျွန်တော်အဖွဲ့ဆိုကျွန်တော်နားမလည်ခဲ့ဘူးအဲ့တော့အင်ရှာလာဒီနေ့ကျွန်တော်တို့တွေ Urus ပွဲတွေခမ်းနားတွေကျွန်တော်တို့ဖိတ်ကြားတဲ့အပေါ်မှာကျွန်တော်တို့အနေနဲ့တက်ရောက်ခွင့်ရခဲ့တယ်ဒါတကတော်တော်များများမှာအဲ့တော့အဖွဲ့စုံတွေအားလုံးပါဝင်တာကိုအားကျခဲ့ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနှစ်ဒီထုတ်ကုန်မှာဒီအဖွဲ့စုံအားလုံးကိုကျွန်တော်တို့ဖိတ်ဆော်ထားပါတယ်ဒီဝက်ဖွဲ့ refire တို့ဒီလိုဝက်ဖွဲ့အဖွဲ့စုံဖိတ်ကြားရတာပေါ့နော်ဟုတ်ကဲ့အားလုံးအဖွဲ့စုံဖိတ်ဆော်ထားပါတယ်ဒီသူတို့လာတဲ့အတွက်လည်းဒီလမ်းစိတ်ကားကဘာညာဟာတရားအနေနဲ့ဒီကနေတရကားကနေပံ့ပိုးကူညီပေးပါဟုတ်ကဲ့အားလုံးကျွန်တော်ဆင်ဆင်ထားပါတယ်အကြီးအခုလို့ဒီအစီအစဉ်ကောင်းမြောက်များစွာကိုကျင်းပမယ်လို့သိရတဲ့အတွက်အရန်ကိုကျွန်တော်ရှားလီကာသရီတရိကာ channel အနေနဲ့အရန်ကိုဝမ်းမြောက်ဝမ်းသာဂုဏ်ယူမိပါတယ်အခုလို့ဖြစ်ကြပေးတဲ့အတွက်ဟာကြီးအထူးကျေးဇူးတင်ရှိပါတယ်အစ္စလာမ်အလိုင်ကွမ်ဝါရဟ်မတုလ္လာဟီအင်ရှာအလ္လာကျွန်တော်တို့ရှားလီကာသရီတရိကာ channel အဖွဲ့သားများနဲ့ဆရက်ကိုသွားတော့ဆိုရင်တော့ဒီဥရောအခမ်းအနားကြီးရဲ့ကြီးကျယ်ခမ်းနားမှုတွေကိုလူချင်းမင်းတို့အားထောက်လွှင့်တင်ဆက်ပြသပေးသွားမည်ဖြစ်ပါကြောင်းနဲ့ဆရက်ကိုသွားမှလူချင်းမင်းတို့အားစကားနဲ့ငယ်ပြောကြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ခင်ဗျာဒီ Urus ပွဲကြီးရဆိုရင်ဒီကဂောပကာတွေရောဒီကလူတွေရောအင်မတန်စူးစမ်းထားတာတွေ့ရှိရတယ်ပေါ့နော်ကျွန်တော်တို့ Ramzan မရောက်ခင်ကျွန်တော်တို့တက်ရောက်မဲ့နောက်ဆုံး Urus ပွဲတစ်ပွဲလည်းဖြစ်တယ်ပေါ့နော်ဒီအတွက်ကြောင့်တတိကာဝင်များအနေနဲ့လည်းဒီပွဲကိုအင်တိုက်အားတိုက်တက်ရောက်ဖို့အတွက်ကျွန်တော်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာကြည့်ရှုသူလူကြီးမများအားလုံးအားအထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်ခင်ဗျာအစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုလ္လာဟီဝဘရကာတူ